င်လယ်ရေနှစ်ပိုင်းတနေရာတွင်ငါးအကောင်ငယ်လေးတစ်ကောင်ရှိလေသည်၎င်းသည်နေ့စဉ်ရက်ဆက်ဆိုသလိုရေအောက်တွင်နှမြုပ်နေသောပျက်စီးနေသည့်လေရင်ပြန်အိုကြီးတစ်စင်းအနီးအနားတွင်တစ်တစိုက်ကူးခတ်သွားလာနေတတ်သည်ထိုငါးကလေးတွင်အိမ်မက်တစ်ခုရှိ၏တနေ့တွင်ထိုလေရင်ကြီးပြန်လဲပြန်တန်းနိုင်သည်မိမိကိုယ်တိုင်လည်းပြလွင်သောကောင်းကင်ကြီးကိုမြင်တွေ့ခွင့်ရလိမ့်မည်ဟု၍ဖြစ်သည်တနေ့တွင်တော့ကောင်းကင်ယံမှလေရင်တစ်စင်းသည်သမုဒ္ဒရာထဲသို့ပြက်ကျလာခဲ့သည်အမျိုးသမီးလေရင်မှုတို့အသက်ဘေးမှလွတ်မြောက်ခဲ့တော်လဲသူမရဲ့လေရင်မှမူအပြင်းအထန်ပျက်စီးသွားခဲ့သည်ထို့ကြောင့်သူမသည်လေရင်ကိုစတင်ပြင်ဆင်တော့သည်ပြင်ဆင်နေစဉ်အတွင်းသူမရဲ့ဝက်ဥလေသည်ကြီးထဲသို့ပြုတ်ကျသွားခဲ့၏ထို့အခါငါးကလေးကလင်းမြန်စွာငုံရှိုးကူးခတ်သွားသည်ဝက်ဥလေကိုကိုက်ယူကလေရင်ပေါ်သို့ပြန်လဲတင်ပြီးခဲ့သည်မိမိကိုတစုံတစ်ယောက်ကကူညီနေသည်ဟုလေရင်မူးမလီခံစားမိသွားခဲ့သည်ရုတ်တရက်ဆိုသလိုအရေးကြီးသောဝက်ဥတစ်ကြောင်းကျိုးပဲ့သွားခဲ့သည်သူမသည်ဒေါသတကြီးထိ၎င်းကိုလွင့်ပြလိုက်ပြီးလေရင်ပြင်းသည့်အလုပ်ကိုလက်လျှော့ရန်ပင်ဖြစ်သွားခဲ့သည်ငါးကလေးသည်ထိုကျိုးပဲ့သွားသောဝက်ဥကိုတွေ့ရှိသွားပြီးပင်လယ်ရေအောက်ခြေအထိဆင်က၎င်းနှင့်ပုံစံတူဝက်ဥအသစ်တစ်ချောင်းကိုရှောက်ပြီးခဲ့သည်ထို့နောက်ဝက်ဥအသစ်ကိုသူမရွှေတွင်ချပေးလိုက်လေသည်ယခုတစ်ချိန်တွင်တော့လေရင်မူးမလေးအံ့အားသွားရတော့သည်ထိုငါးလေးကသူမကိုကူညီနေခြင်းဖြစ်မှန်သူမသဘောပေါက်သွားခဲ့သည်သူမတွင်မျှော်လင့်ချက်များပြန်လည်ရှင်သန်လာသည်လေရင်ကိုဆက်လက်ပြင်ဆင်လေတော့သည်ထိုအချိန်တွင်ငါးကလေးကမူငါကောင်းကင်ကြီးကိုဘယ်တော့မှမြင်ရမှာမဟုတ်တော့ပါဘူးလေဟုတွေးကတစ်တဆိတ်ကူးခတ်ထွက်ခွာသွားခဲ့သည်နောက်ဆုံးတွင်လေရင်ကြီးမှာပြန်လည်ကောင်းမွန်သွားခဲ့ပြီဖြစ်သည်မင်းကလေးသည်ပင်လယ်ပြင်ကိုကြည့်ကအတန်ကျဲကျဲဖြစ်လှမ်းခေါ်လိုက်ရာငါးကလေးလည်းလင်းမြန်စွာပြန်လည်ကူးခတ်လာခဲ့သည်သူမသည်ငါးကလေးကိုဖန်ပလင်းလေးတစ်ခုတည်းသို့အသားအရာထည့်ပြီးလေရင်ပေါ်သို့ခေါ်ဆောင်သွားခဲ့သည်နောက်ဆုံးတွင်တော့ငါးကလေးရဲ့အိမ်မက်သည်တကယ်အမှန်အကောင်ထည့်ပေါ်လာခဲ့ပါပြီသင်ခန်းစာကျန်နာတနာတတ်မှုနှင့်စိတ်သက်ပြတ်သားမှုတို့သည်မိမြပင်ဝေးကွာသောအကွာဝေးကိုမဆိုဖြတ်ကျော်နိုင်စွမ်းရှိပြီသည်